ဒါလေးကကြတော့မတို့ရဲ့နှစ်မျိုးစွာပြတန်းနေရထွက်တဲ့ error လေးတွေပေါ့နော်ဒါတို့ပြီးပြပေးပါမယ်တန်းနေရထွက်တဲ့ error လေးတွေပါဘယ်လိုပြောရမလဲမိုးတွင်းခတ်တာရောဟိုပြောရက်ကန်စင်မှာလည်းနည်းနည်းလေး error တက်သွားတာလည်းထင်ပါတယ်အဲ့ဒါကြောင့်မို့ဒီလိုမျိုးဟိုတန်းနေရနေပြီးတော့စုပြုံပြီးတော့ error ထွက်သွားတာပေါ့နော်ကာလာလေးကတော့ beta ရဲ့ beta အနုကာလာလေးရဲ့နှစ်ရောင်ရမယ်မတို့ကာလာအစင်လေးရကြတော့ဒီမှာအိမ်မက်လိမ့်ညုံအသေးလေးနော်လိမ့်ညုံအသေးပါဈေးကွက်မှာ2,200,000လောက်ထိပေါက်ဈေးရှိတဲ့အထည်လေးပါနော်ဒါလေးတွေ error နေရာလေးတွေပြပေးမယ်ပြီးရင်တို့ကမတို့ကိုတစ်ထည်ချင်းစီပတ်ပြပေးပါမယ်မတို့ကြိုက်တယ်ဆိုယူပေးပါပုံမှန် error တော့မှတို့3,650,000ရောင်းပါတယ်ဒီ9ထည်ကိုတော့3,500,000ထည်နော်ဒီ9ထည်ကိုတစ်ထည်ချင်း3,450,000နဲ့ပဲယူပါအရှုံးခံပြီးရောင်းတဲ့ဈေးမို့လို့ဈေးတော့ထပ်မစစ်ပါနဲ့ရှင်မတို့စိတ်ကျဉ်နဲ့မှသာယူပေးပါနော်ဒီလိုမျိုးလေးအိမ်မက်ဒါမျိုးလေးလိမ့်မြုံအသေးလေးပါရှင့်နောက်တစ်ခုဒါလေးကကြတော့တို့လေ2ချက်ခတ်တွေပါ3ချက်ခတ်လုံးဝမရှိပါဘူးเนาะ3ချက်ခတ်လုံးဝတို့မရောင်းတာတော့မဟုတ်ဘူးမတို့ရဒါပို့တယ်ဆိုတော့ရောင်းဖြစ်သွားတယ်ဒါပေမဲ့ဒီအထည်ဒီ2ချက်ခတ်အထည်လေးပါเนาะ2ချက်ခတ်အထည်လေးပါဒီမှာအပွင့်ကလေးတွေကလုံးဝအချစ်ကလေးတွေပါเนาะဒါမျိုးလေးပါရှင့်เนาะဒါလေးကကြတော့ဒီမှာမတို့သူကဘယ်လိုပြောရမလဲခြိသားနှစ်တရခြိသားတော့ခတ်ထားပေးတယ်နှစ်တရခြိသားလေးကတော့အစစ်မှန်ခတ်ထားပေးတယ်ဒါရည်လဲ9,000ပြေးဝပါတယ်ဒါလေးဆိုရင်ခြိဆွဲလေးကျန်းတာမတို့เนาะဒါလေးခြိဆွဲလေးကျန်းတာပါเนาะဒါမျိုးလေးခြိဆွဲလေးကျန်းတာပါရှင့်ခြိဆွဲလေးကျန်းတာပါအင်းကြီးစားတွေကတော့ကောင်းတယ်ပေါ့เนาะခြိဆွဲလေးကျန်းတာပါမတို့ကြိုက်တယ်ဆိုယူပေးပါဒါလေးပတ်ပြပေးမယ်เนาะဒါလေးပါဘေဒါကာလာလေးရပါမယ်ရှင်အမှမျက်နှာမပါနဲ့เนาะဒါမျိုးလေးပါရှင်3,450,000နဲ့ယူပါရှင်เนาะဒါလေးကဘေဒါကာလာလေးရပါမယ်နောက်ထပ်တစ်အုပ်ကကြတော့ဘေဒါလေးပဲကာလာဖောက်လေးတွေမတူတာမို့လို့တို့အကောလုံးဖြတ်ပြပြီမယ်ဒါလေးကကြတော့အိမ်လေးကတော့ပြတ်တာမျိုးမဟုတ်ဘူးသူလည်းဒီတိုင်းပဲခြိဆွဲလေးကျန်းတယ်เนาะလက်ဆွဲလေးကျန်းတာပါရှင်เนาะ9,000အပြည့်ဝပါမယ်နှစ်ပြခြိသားလေးနဲ့ခတ်ထားပေးတယ်ခြိအိမ်လေးတော့အနှဲငယ်ပြတ်ချင်တယ်သူလေးကလေအိမ်လေးတော့အနှဲငယ်ပြတ်ချင်တယ်ဒီနားလေးမှာမတိတာဘူးနော်မတိတာဘူးရေချမယ်ဆိုရင်တော့အစင်ပြေကောင်းပြလိုက်မယ်နော်တို့တစ်ထည်တော့နမူနာချကြည့်လိုက်မယ်နော်တစ်ထည်တော့နမူနာချကြည့်လိုက်မယ်ဒီမှမယူတိုးယူပေါ့ကွယ်အဲ့လိုမျိုးပဲလုံးမရအောင်နော်ဒါလေးကအညိုတဒန်းလေးကနေပြီးတော့ရက်ကန်စင် error ကြောက်လည်းဖြစ်မယ်မိုးတွင်းကြောက်တော့ဆိုတော့ဒါခြေသေးတွေကပ်ပြီးတော့ error ထပ်တာပါဒီမှာနောက်ပြီးတော့ဒါကတော့အင်ကြီးစားမှာဒီလိုမျိုးလေးဟိုရှက်သေးလေးတွေပါသွားတာပေါ့နော်ဒါလေးရနော်ဒါလေးပါမတို့ကြိုက်တယ်ဆိုရင် SS လေးရိုက်ပါနော်ဒါမျိုးလေးဒီထဲလေးပါဗီဒါကာလာလေးရပါမယ်ရှင့်နော်အပွင့်ကလေးကတော့လုံးဝ share တယ်နော်မတို့အပွင့်ကတော့လုံးဝ share ပါတယ်ဗီဒါကာလာလေးရပါမယ်မတို့ဟိုနဲ့ပဲပေါ့နော်အင်ကြီးစားကိုနည်းနည်းယူပြီးတော့ဇာလေးနဲ့ဝတ်မယ်ဆိုရင်လည်းပို့အဆင်ပြေတယ်ဒါလေးလည်းဗီဒါကာလာလေးပဲနော်ဒါလေးလည်းဗီဒါကာလာလေးပဲနှစ်တရာခြိသားလေးနဲ့ခတ်ထားပေးတယ်သူလည်းဒီမှာအိမ်ပြက်ပါတယ်နော်သူလည်းအိမ်ပြက်ပါတယ်ရှင့်သူလေးလည်းအိမ်ပြက်ပါတယ်လက်ဆွဲချမ်းနဲ့အိမ်ပြက်ပါတယ်ရှင့်နော်ဒါလေးပါမတော်ကြိုက်တယ်ဆို SS လေးရိုက်ပါနော်အင်းကြီးစားမှာကြတော့သူကလေဒီနားလေးမှာရှက်တွေပေါ့နော်ရှက်ဟိုပြောမယ်ရက်ကန်စင်ကနေပြီးတော့လက်လုံးပေတဲ့အယောင်လေးပေါ့နော်အကုန်လုံးချပေးလိုက်ကောင်းမသိရေးချထားပေးလိုက်ကောင်းမှမသိနော်အဲ့ဒါဆိုပို့စင်ပြပါမယ်နော်ဒါမျိုးလေးဖြစ်တာပါမတို့ဒါကတော့အင်ကြီးစားကတော့သုံးလို့မရအောင်နော်ဒါကတော့အင်ကြီးစားသုံးလို့ရမှာမဟုတ်နောက်လို့ဆိုတော့ဒီမှာလေဒီမှာရောဆိုတော့အင်ကြီးစားကတော့သုံးလို့မရအောင်ဒီတစ်ထည်ကတော့မတို့3,350,000နဲ့ပဲယူလိုက်ပါနော်ဒါကအကောင်းအနေနဲ့ထည့်ပေးလိုက်ရနော်ဘယ်လိုမျက်နှာနဲ့ညာထည့်ပေးလိုက်ရမသိ3,350,000နဲ့ပဲယူပါနော်3,350,000နဲ့ပဲယူပါဒါတွေဆိုတို့အကောလုံးအရှုံးခံပြီးရောင်းတဲ့ဈေးပါရှင်တို့ရက်ကောင်ရှင်းထားပေးရတာ3,600,000ထည့်ရှိတယ်3,650,000ရှိတယ်တို့ရှင်းထားပေးရတဲ့အထည်ဈေးကနော်ဒါလေးကိုတို့ဒါပြောလို့ဆိုမရဲတို့လည်းချင်းထဲကန်ထိသွားတာပေါ့ဒါလေးကကြတော့နော်3,350,000နဲ့ယူပါဒါလေးကကွင်းနေနဲ့ယူတယ်ဆိုတော့တန်ပါတယ်နော်အဲ့ဒါလေးကကြတော့ဒါလေးလည်းဗီဒါကာလာလေးပဲနော်ဒါလေးလည်းဗီဒါကာလာလေးပဲရှင့်နော်ဒါလေးလည်းဗီဒါကာလာလေးပဲသူလည်းခြိဆွဲကျန်းတာပဲမတို့နော်ခြိဆွဲကျန်းတာပဲ
အင်းကြီးစားလဲသူလဲခုနအထက်လိုမျိုးပဲဒီအလဲမှာဖြစ်တာနော်ခုနအထက်လောက်တော့မစိုးဘူးဒီအလဲမှာဒီလိုမျိုးလေချီကြော်တစ်ချောင်းပါတယ်ပေါ့နော်ချီကြော်ရှက်ကြော်လေးချီကြော်အစင်တော့မဟုတ်ရှက်ကြော်အစင်လေးတစ်ချောင်းပါတယ်နော်ဒါလေးပါရှင်နှက်ကမကောင်းတာဖြစ်မှာနော်ဒီနော်ဒါလေးပါမာတို့နော်ကြိုက်တယ်ဆို SS လေးရိုက်3,4500မှာတသိန်းဒီလိုအပွင့်ဒီလိုအထည်ကကြတော့လေဒီလိုအစင်ကကြတော့3,4500မှာဘယ်သူမှတော့မယောင်ကြဘူးရှင့်တူကကြတော့ဒါတူလဲဘယ်လိုပြောမလဲနော်အဲ့လိုမျိုးပေါ့ဒါလဲတူဟိုပေါ့နော်တူဘက်ကလည်းလိုတာဟိုဘက်ကလည်းသူတို့ပို့နေကြလူပဲเนาะဒါလေးကကြတော့ညီမလေးဒါတို့အကောင်းနေနဲ့ပို့ခိုင်းတာပြီးရင်ဈေးလျှော့ရင်မကြိုက်ဘူးဆိုတော့နောက်တစ်ခါတော့တို့ထပ်မယူတော့ဒါလေအမှန်တမ်းပြောတာနောက်တစ်ခါတော့ထပ်မယူတော့ဒီမှာဒါကကြဒီနားလေးမှာရှက်ကြော်လေးနည်းနည်းပါမယ်သူကကြတော့ပထမထည့်လောက်တော့ခြီဆွဲမကြမ်းဘူးနော်အင်းကြီးစားကတော့ဒီလိုမျိုးဇင်းပါတယ်ရှင့်အင်းကြီးစားဇင်းပါတယ်ဒီနားလေးမှာရှက်ကြော့ပါတယ်နော်ဒါကတော့အင်းကြီးစားကိုဒီအပေါ်ပိုင်းသုံးလို့ရတယ်အောက်ပိုင်းကတော့ထမိန်နဲ့ထည့်ချင်တော့ရမှာပေါ့နော်ဒါလေးပါမာတို့3,4500နဲ့ယူပါအဲကြောင့်မို့မပေါက်တဲ့ဈေးတွေပေါ့နော်မပေါက်တဲ့ဈေးတွေနဲ့တို့ရောင်းပေးလိုက်တာပါရှင်မာတို့ကြိုက်တယ်ဒါကတော့ဘေတာအနုကာလာလေးနော်မာတို့ကြိုက်တယ်ဆိုရင် SS လေးရိုက်တို့ရဲ့ဘိုင်ဘာဖုန်းနံပါတ်များဖြစ်တဲ့3999542453လို့4563လို့2924ပါရှင်တို့တင်းတဲ့လင်းလိပ်စာအကြတော့39လမ်း61 B လမ်းမှာစိတ်မဥပုဒ္ဒော်ရမဟာအောင်မြင်မြို့နယ်မန္တလေးမြို့ပါရှင်စီယံငွေ9000ကျိုးလွှဲရုံနဲ့ Royal Ninja Join ပို့ရတဲ့မြို့အကောလုံးကိုအရင်ငွေချေတယ်လီဆာဗစ်အပ်ပေးပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်မာရီကျမ်းမချမ်းသာကြပါစေတက်ရှူတိုင်းငွေဝင်ကြပါစေတာယာသောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင်အားလုံးပဲတက်တာပါ